ဒီဟင်းချက်တိုင်းဘေးခန်းနေရကျင်းစားတိုက်တာကိုခံရပါတယ်ရှင်။ဘာဖြစ်လို့လဲလို့မမေးနဲ့ရန်ကုန်မို့လို့ကျင်းစားတိုက်တာပေါ့ရှင်။သူတို့ဟာသူတို့ပြောချင်ပြောမပြောချင်နေကျမတို့ကတော့ဒီဟင်းကိုမစားရရင်မနေနိုင်မချက်ရရင်မနေနိုင်ပါဘူးရှင်။ငရုတ်တိစိမ့်ချက်ဆိုရင်ဖဲဦးနဲ့လာလာကြက်ဦးနဲ့လာလာငါးနဲ့လာလာပစုံနဲ့လာလာအားလုံးကိုချက်စားပါတယ်။ချက်နေတော့ငါညော်တယ်အော်နေရပြီးရင်လာလာတောင်းစားတာလေသူတို့ပါပဲရှင်။ငရုတ်တိစိမ့်ကိုဘိုင်းမနာအောင်နာနာစီတက်ပါမယ်။ကြာရင်ကြာပါစေမှုန်ရင်မှုန်ပါစေရှင်။ငရုတ်တိစိမ့်တွေတော်တော်ကိုနုံးလာပြီဆိုရင်ပစုံမဲထဲငါးပဲထဲအရသာနေထားတဲ့ဟာကိုထည့်လိုက်ပါမယ်ရှင်။ညီနဲ့မြောက်လုံးပြီးဆိုရင်တော့ငပိရေကြိုထည့်ပါမယ်ရှင်။ငပိရေကြိုထည့်ပြီးရင်တော့နနာပွက်အောင်ထားပါမယ်ရှင်။ဟင်းအိုးလည်းတော်တော်ကိုပွက်နေပြီပစုံတွေလည်းကြက်နေပြီဆိုတော့အရသာမီးပြီးတော့အရေးကတော့ကိုလိုချင်တဲ့လောက်ထားပါတော့။ကျမတို့ကတော့အရေးများနဲ့နေဖက်စားတာကိုသဘောကျတယ်။ကဲရပါပြီရှင်တိုးစရာလေးနဲ့ဆိုတော့မိမမိန်ပဲ။